ဘာနဲ့မှမရောဆက်တာဘူးအဲ့ဒါကတော့ကျွန်တော်တို့ကြောက်ပြုံးလေးတစ်လုံးရှိရင်ရပါပြီကြောက်ပြုံးလေးနဲ့တရားနဲ့ပေါ့နော်ကြောက်ပြုံးလေးအရင်ပေါ့အရင်အဲ့ကြောက်ပြုံးလေးကိုခွဲမယ်နှစ်ချမ်းခွဲမယ်အစီတွေဖဲမယ်အသားကိုပေါ့ချစ်မယ်ပြပကံလုံးလေးနဲ့ပေါ့နော်ဇုံးလေးပေါ့ချစ်မယ်ကိုစားနိုင်တဲ့လောက်ပေါ့နေရကိုစားနိုင်တဲ့လောက်ပြပကံဆိုရင်ဥပမာတရားဇုံးတော့လောက်ထည့်မယ်တကယ်ကိုမြများစားခြင်းဆိုတရားတစ်စုံလောက်ထည့်အဲ့ဒါကိုမွေလိုက်ဇုံးနဲ့နေလိုက်ပေါ့နော်နေပြီးတော့အဒီကောကိုစားပြီးတော့တပတ်အများဆုံးနှစ်ပတ်ယူဖြစ်တော့ပြပါမယ်ဒါအခုကိုလိုက်ကြုံတွေ့ခဲ့တာလုံးဝအခုဆိုရင်ကြည့်ပြီးတဲ့ကဆိုအခုဆိုဘယ်လောက်ရှိပြီးတော့9နှစ်ကျော်6နှစ်နာကိုကတ်လာပြီဘာဆိုဘာမှမရှိတော့ဘူးဒါပေမဲ့ကိုတော့နေ့တိုင်းစားတယ်စဖြစ်တော့ကတော့စီးသွေးပါတယ်တွေးပါတော့ဝကနေပဲစီးသွားတိုင်းတွေးပါတယ်ဒါပေမဲ့စီးကန်းတွေသွားတယ်ဆေးရတယ်ဆေးတောက်တယ်ဒါပေမဲ့အရက်20လောက်ဆိုရင်တတ်တာတယ်ပြီးရင်ပြန်ဖြစ်တယ်နောက်နေ့လို့ဆေးကုန်လာလည်းပြတ်ယူပြန်ဖြစ်တယ်အေးကနေပြီးတော့အခုထိအဲ့ကြောက်ဖြုံနေတဲ့တရားကိုစားလိုက်တာအခုထိ6နှစ်ကျော်ပေါ့နော်9နှစ်ကျော်6နှစ်တည်းဝင်လာပြီဘာမှယောဂယူဖြစ်တယ်လို့ပဲဘလို့စားရဲဆိုရင်ဒီစင်းလေးမှာကြော်တေချာပြောရမှာနော်ကြောက်ဖြုံဒီကိုနှစ်ချမ်းခွဲမယ်အရင်ကြောက်ဖြုံဒီရင်းနော်နူးမရအောင်နော်ရင်းအဲ့ဒါလေးကိုဇုံးနဲ့ချစ်မယ်ကိုစားနိုင်တယ်လို့ပေါ့ညအဲ့ရဝင်တစ်ချိန်စားမယ်မနက်သမီးစားပြီးတော့တနိုင်ချားမယ်နော်တနိုင်ချားပြီးမှတစ်ခါစားမယ်ဇုံးပွားလေးနဲ့ချစ်မယ်ကြောက်ဖြုံလေးနည်းနည်းစားခြင်းဆိုရင်တရားလေးကိုဇုံးတစ်ဝက်လောက်ထည့်ကြောက်ဖြုံလေးနည်းနည်းများစားခြင်းဆိုရင်တစ်စုံလောက်ထည့်ဘယ်လောက်စားလို့ရလဲလောက်စားရ9နိုင်လောက်စားရတရက်ကိုမနက်ညတစ်ချိန်ပဲစားယောဂတစ်ပတ်နှစ်ပတ်နေယူပြစ်လို့ပြပါမယ်ကျွန်တော်ကိုလက်တွေ့ဒီတော့စီကန်းတွေသွားလာမှာဒီတော့ပါငွေပြဒီစီးတော့မှာဖြစ်နိုင်ပါမလားတော့ကိုယ်အဖြစ်နိုင်ပါမလားဒါပေမဲ့သူကတော့ကိုယ်စီနေတာပြောဆိုတော့ကိုယ်တော့လည်းဘာမှမကြည့်ဘူးကြောက်စုံကြီးစားတော့လည်းဘာမှအန်နေမရှိဘူးရားလည်းအန်နေမရှိဘူးဆိုတော့ငါစားကြည့်မယ်လို့ပထမစားတဲ့တည်းမှာတိတော့တိလာခဲ့တာဒီလိုတော့စီးရဖြစ်နေတယ်ပြောတယ်ဘာမှမရှိတော့လုံးဝယူပြစ်လို့ပဲဘာမှမရှိတော့ဘူးစီးရတော့အဲ့ကောင်စားပြီးတာလည်းဒီကိုအခုပြောရမယ်ရေခဲတောင်းလို့မရဘူးရေခဲတောင်းမရနော်အဲ့ထည့်ပြောမိပါရေခဲတောင်းလို့မရဘူးအခုအဆက်စားလို့မရဘူးဘယ်လိုဆဲအေးအဲ့ဒါပြန်ပြောမိပါရေခဲတောင်းတော့အရေးကြီးတာရေခဲရည်ရအခုဆက်ရအဲ့နာမျိုးတော့ရှောင်းအောင်အဲ့နာမျိုးလုံးဝစားလို့မရဘူးစေးတော့ထမင်းပဲစားအဲ့ရဝင်ပဲစားဘာပဲစားအဲ့အခုအဆက်ပဲရှောင်းအေးရှောင်းရေတောင်းရင်ကြောက်ဆုံးကြီးစားပြီးတာလည်းတို့ရေပေါ့ဒီကန့်လေးပဲတောက်ရေတမ်းမတောင်းစင်လည်းရေချက်အေးတောက်လို့တောက်လေအဲ့အဝါတော့တောက်ပြီးတော့စီးသွားယူဖြစ်တယ်လို့တော့ဘယ်မှာစားကြည့်ရဆိုတော့တောင်းရမြောက်ဆိုပူတိတာကြီးအော်ရရစီအကြည့်စိမ့်တော့ပုံမှန်ဆိုရင်အဲ့လိုပေါ့ဟိုနောက်တော့ပေါ့နောက်ဝင်တွေးသွားတော့အဲ့ဒီ3ရက်လောက်ဆိုတော့စီအောင်လို့တောက်ဆင်းတော့စီအောင်နေသွားတော့တော်တော်ကောင်းသွားတာတော့ကိုအခုစားလိုက်တာနှစ်ပတ်မကြောက်ဘူးဒါအကွနှစ်ပတ်လို့ဆိုပြောရတယ်အခုစားလိုက်တာဘယ်လောက်ဆိုတော့10ရက်လား9ရက်လားအဲ့လောက်ပဲကြာအရှင်းပြအကောင်ပြပြီးတော့အခုအဲ့10ရက်9ရက်ပြီးတော့ကိုစမစားတော့အခုထိပဲ6နှစ်တော်တင်အခုထိပဲဘာမှမရှိတော့တကယ်နက်စီနော်တကယ်အဲ့ဒါတကယ်စေးုံနေသွားတာတော်တော်ကောင်းသွားတယ်နော်ကိုအဲ့စေးတစ်လုံးမှအဲ့စေးတစ်လုံးမှအခုတောက်လာဘယ်လောက်လဲဆိုတော့9တော့အဲ့သူ့ရဲ့စေးရဘယ်လောက်တောက်ရလဲဒီနေ့တွက်ကြည့်လေတစ်လား2လားစာတွက်ကြည့်လေစေးတစ်လုံးတနေ့ကို3ချိန်တောက်ရတယ်ဘယ်နေမလဲတွက်ကြည့်လေ2လားတော်တင်တွက်ကြည့်လေစေးတောက်လာတရက်ကိုစေးဖို့ပဲ1000ပဲတောက်စေးပဲ1000ပဲကျန်တာမပါဘူးသူရှောင်းခိုင်းတာမဟုတ်တော့စားရမပါဘူး2လားတော့တောက်ရတယ်တွက်ကြည့်ဒီကလုံးကိုကြောက်ကတွေပဲထိမယ်နောက်တော့ကိုကြောက်ပါလေကြောက်ပါအခုသွားတော့အဲ့ဒါလောက်ပြီးတော့ဓာတ်မရကြဘာမှမရှိတော့ပြီးတော့ဘာအဲ့ဦးလေးတွေအခုတွေ့နေသူ့ကိုဆိုင်မှာကတော့ချင်းကဲတော့ချင်းလားတကယ်လည်းဖူးညင်းချင်းလားသူ့ကိုမတွေ့ဘူးဒါပေမဲ့ဒီဗီဒီယိုလေးမြင်တော့သူတကယ်ချင်းရတွေ့လာခဲ့မှာတွေ့လာခဲ့ရင်ဦးလေးကျွန်တော်ဆက်တွေ့ပေးပါဒီအကောက်ပိုက်ဆောင်လည်းဆက်တွေ့ပေးပါကျွန်တော်ဦးလေးကိုပြုစုမယ်ဦးလေးကိုကျွန်တော်တတ်နိုင်တော့ကျွန်တော်ဖူးညင်းပေးမယ်โอเคအသက်ကြီးရင်စင်စည်းပါဆိုတဲ့အတိုင်း